ရောက်မှရှိတဲ့လာခံရတဲ့ဒီကချက်ဝင်တဲ့ကခရဲ့အတူတူကိုချီနေမှုကိုလည်း2022ခုနှစ်ကလည်းစတင်ခဲ့ပြီးနိုင်ငံရဲ့လက်ရှိလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဆောင်ရွက်စရာအခြေခံဆောင်ဒီနည်းပုံနှံမှုကိုပြည်ထောင်ဖြစ်ပေါ်တဲ့ရှိပြီးစိုက်ပျိုးရေးဝိပယနဲ့လေယာအခြေခံကုန်ထုတ်လုပ်ငန်းတွေပြည်내ပြည်ဖြိုးမဲ့ဆောင်ရွက်ထုတ်လုပ်မှုလုပ်ငန်းတွေပညာရေးကျန်းမာရေးဤပညာနဲ့ဒီချင်တဲ့ပုံစံမှုလုပ်ငန်းတွေမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့လည်းဖိတ်ခေါ်လိုပါတယ်။အဲ့ဒါတော့လည်းနော်။အဲ့ဒီကမြန်မာနိုင်ငံရဲ့အကြီးပါကြပြီးရေးပါဆိုတဲ့မှာလည်းရန်ကုန်ကုန်သွယ်မှုကိုယ်ရေးခိတ်တည်နဲ့ရန်ကုန်ကုန်သွယ်မှုကိုနိုင်ငံပူးပေါင်းတက်ခဲ့မြန်မာနိုင်ငံရဲ့သဘာဝအရေးနဲ့အားသာချက်တွေကိုခိုင်စီဝဲလုပ်ငန်းရှင်များရဲ့ဤပညာအရေးနည်းနဲ့စီမံခန့်ခွဲမှုအတွေ့အကြုံစတဲ့ပုံစံလိုက်မယ်ဆိုရင်လူတွေပဲအပြန်အလှန်အကျိုးဖြစ်စေမဲ့ဝင်ဝင်စီးပွားရေးပတ်ဝန်းကျင်ကိုလည်းပုံပုံခိုင်မာအောင်ပြုဆောင်နိုင်မှုတွေကျွန်တော်ယုံကြည်ပါတယ်။ဒီလိုမျိုးတဲ့နိုင်ငံတကာပုံစံရေးမှာမြန်မာနိုင်ငံကအဓိကတရားကပေါင်းနေပါတယ်။ဒီစမကယင်းဒီမှုနဲ့မှုအများဆုံးနိုင်ငံဖြစ်ပြီးအမေရိကန်ဒေါ်လာ4,605 ဒသမ ในฐานะผู้นำรัฐบาลผมมีความเชื่ออยู่เสมอว่าไม่ว่าสถานการณ์ทางการเมืองทั้งภายในหรือภายนอกประเทศจะเป็นเช่นไรหน้าที่ของรัฐบาลก็คือการทำให้ประชาชนยังมีความอยู่ดีกินดีสามารถใช้ชีวิตได้อย่างปลอดภัยมั่นคงมีงานทำมีรายได้และมีความหวังในอนาคตเศรษฐกิจต้องไม่สะดุดธุรกิจต้องเดินหน้าและนั่นคือสิ่งที่เรามุ่งหวังจะทำร่วมกันในขณะเดียวกันการลงทุนของไทยในประเทศเมียนมาก็มีความครอบคลุมทั้งภาค CYE ချိတ်ဆက်ဆောင်ရွက်မှုမျိုး complementary economy ကိုဖန်တီးနိုင်လိမ့်မယ်လို့ပြောကြားရင်း Strengthening economic cooperation, expanding trade and investment, fostering closer collaboration that will create opportunities for sustainable economic growth. แก๊งเซ็นเตอร์ตามแนวชายแดนเราขอเรียกร้องให้รัฐบาลไทยดำเนินการตามข้อပြည်သူတွေကိုချနေနေတာမင်းအောင်ဝိုင်ကြီးချဆုံးရေးပြည်သူအာဏာပြည်သူပြန်ပိတ်ပြည်သူအာဏာပြည်သူပြန်ပိတ်အောင်စစ်အောင်ရမည်ရတော်စစ်အောင်ရမည်အရေးတော်မူအောင်ရမည်အရေးတော်မူNobody, everyone, it was unhappy. You know, many people are very, very angry about the Thai government too, and also Ming Aung Hlaing, of course. You know, the main thing is like Thai government shouldn't do this way. They don't care us. You know, we are the main worker for the Thailand. And